ဒီကျိုးစီများအားလုံးမင်္ဂလာပါနော်လာမယ်16ရက်12လ25ပေါ့နော်23ချိန်အတွက်ဒီကနေ့ရှာတွေ့ထားတာကတော့ daily တစ်ခွက်ဖြစ်ပါတယ်နော်ဒါဆိုရင်ညီမတို့စပြီးတော့တွားကြည့်အောင်နော်ဒဲဆိုတော့ထိပ်စီးလေးကိုအရင်ဦးဆုံးတွားကြမယ်နော်865ရဲ့ဒီမှာရှိတဲ့8ရဲ့ဒီအလဲကောင်က2ရဲ့8နှစ်နှလုံးပေါင်းတော့ပေါင်းချင်း300ရတယ်ဟုတ်ပြီနော်ဒါဆိုဓပင်းကျော်မှာရှိတဲ့ဒီမှာ6လေးနှလုံးပေါင်းလဲပေါင်းချင်း300ပေါင်းချင်း300ပေါင်းချင်း300ဆိုတော့ကြောင့်လို့သူလဲဓပင်းကျော်မှာရှိတဲ့အလဲတိုင်းလေးထိပ်စီးလေးရဲ့နှလုံးပေါင်းမယ်ဆိုရင်သူလဲပေါင်းချင်း300ပဲဖြစ်တာမယ်နော်အပေါ်မှာ300ရခဲ့တဲ့အတွက်ကြောင့်မို့လို့ဒါဆိုရင်ဒီမှာရှိနေတာ၄နော်300ဖြစ်ချင်တော့6ထည့်မယ်6လေးပေါင်းရင်ပေါင်းချင်း300ပေါ့နော်6ထိပ်စီးဆိုပြီးတော့ဒီမှာထိပ်စီးတစ်လုံးရှာတွေ့ထားပြီဒါဆိုဒီဘက်မှာအခုညီမတို့အလဲတိုင်းကိုသွားကြမယ်နော်အလဲတိုင်းကိုသွားမယ်ဆိုတဲ့အတွက်ကြောင့်မို့လို့အလဲတိုင်းကဒီမှာရှိတဲ့နော်ဒီမှာ2 5 6 2 5ပေါင်းတော့ခွန်6ပေါင်းတော့3ပေါင်းချင်း3ဟုတ်ပြီနော်ဒါဆိုရင်ဆက်သွားပါမယ်တခါခွန်8ကိုခွန်8ပေါင်းတော့9 9 9ပေါင်းတော့ပေါင်းချင်း4 3ပြီးတော့4ဆိုတော့သူကတစ်ပွင့်တိုးသွားတာပေါ့နော်တစ်ပွင့်တိုးသွားတယ်အောက်ကိုဆင်းရင်ဟုတ်ပြီနော်ဒါဆိုရင်ခုနကလည်းနှစ်ပင်ချမယ်ဒီမှာရှိတဲ့9နဲ့အလဲတိုင်းတစ်လုံးနော်3လုံးပေါင်းမယ်ဆိုရင်4ကိုအောက်ဆင်းတစ်ပွင့်တိုးမယ်ဆိုတော့ပေါင်းချင်း9ပေါ့နော်ဒါဆိုရင်9နဲ့နှလုံးပေါင်းတော့ခွန်နောက်တစ်လုံးနဲ့ပေါင်းရင်9ဆိုတော့8ထည့်လိုက်မယ်နော်အဲ့တော့ခွန်8ရဲ့ပိုင်းပေါင်းချင်း9 8ဆိုပြီးတော့အလဲတိုင်းလေးတစ်လုံးရထားတယ်ဒါဆိုဒီဘက်မှာအပိတ်ကိုသွားမယ်ပေါ့နော်အပိတ်ကိုသွားမယ်ဆိုရင်ဒီမှာ4နဲ့9 4နဲ့ပေါင်းတော့ခွန်9ပေါင်းတော့ပေါင်းချင်းနှစ်ပေါ့နော်4နှစ်ပေါင်းတော့ sorry 6ပါနော်အဲ့ဒါတမျိုးဖြစ်နေပါလေ4နှစ်ပေါင်းတော့6 6 5ပေါင်းတော့ပေါင်းချင်း1ဟုတ်ပြီနော်တင်ရမယ်ဒါဆိုဓပင်ကြော်မယ်နော်6 4 68ပေါင်းတော့4 46ပေါင်းတော့3ည10ပြီးတော့17ဆိုရဲ17ပြီးတော့10ပေါ့နော်အဓိပ္ပာယ်ကတော့တပွင့်ရော့သွားတာပေါ့ဓပင်ကြော်မယ်ဒီမှာ3လုံးပေါင်းပဲဆိုရင်10 3ညဆိုတော့10 3ညကိုတစ်လျှော့မယ်ဆိုတော့ပေါင်းချင်း6ဖြစ်ကြမယ်နော်အဲ့တော့9နှစ်ပေါင်းတော့ခွန်နောက်တစ်လုံးနဲ့ပေါင်းရင်9ဆိုတော့9နှစ်ပေါင်းတော့ခွန်နှစ်ပေါင်းတော့9ပေါ့နော်နှစ်အပိတ်ဆိုပြီးတော့ရထားတယ်ဟုတ်ပြီနော်ဒါဆိုရင်ညီမတို့ကစားရမယ်ကဏ္ဍလေးထွက်လာပြီနော်6ထိပ်စီ8အလဲတိုင်းနှစ်အပိတ်ဒီမှာ6 8နှစ်နေရာမရှိတော့ဒီကဏ္ဍလေးတစ်ပတ်ပဲရေးပေးလိုက်တော့မယ်ဒါက16ရက်12လ25မှာပေါ့နော်ညီမတို့ရှာတွေ့ထားတဲ့ကဏ္ဍလေးပါနော်ဒါဆိုရင်ဒါညီမရှာတွေ့ထားတာပါအခုမှတော့ကြိုက်တဲ့ပဲကနေတယ်ဆိုလိုက်ပြီးတော့ကစားကြပါအားလုံးပဲလာမယ့်ပတ်မှာအဆင်ပြေကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါရနော်အားလုံးပဲကျေးဇူးတင်ပါတယ်